အားလုံးပဲမင်္ဂလာပါခုဗီဒီယိုကတော့အနောက်ချန်နာကလက်ခွင်းထဲမှာခိသွားရှာမယ်ငါးများမယ်ဗီဒီယိုဖြစ်ပါတယ်လက်ခွင်းထဲမှာအချိန်နဲ့ကြကြလေးနာယူမှာဆိုတော့ငါးများရင်တောက်ဖို့ကော်ဖီနဲ့လက်ဖက်ရည်ကိုအရင်ဆုံးပြင်ဆင်နေတာဖြစ်ပါတယ်မိုးလေးကလည်းအုံလေးဆိုတော့ဘာတောက်လို့ကောင်းပဲထင်တယ်ချင်းကိုင်းရင်ဖြန်းဖို့အတွက် spray ရဲ့ tissue ရဲ့ပါထည့်ခဲ့လိုက်တယ်။ all power bank လေးထည့်ခဲ့လိုက်တယ်။အခုကအိမ်ကနေစထွက်ပါပြီ။အနောက်ချန်နာတင်ဆိုတော့အရင်မဝေးပါဘူး။လမ်းလျှောက်သွားလို့လည်းရပြီမဲ့ဒီနေ့တော့စက်ပိန်လေးစီပြီးပဲထွက်လာခဲ့လိုက်တယ်။ဒီနေ့ကုန်နေတာပြီးမှထွက်ခါနေကွက်တိမှာပဲမူဖို့ဖွဲလေးကစရွာတော့တာပဲ။ခုရောက်ပါပြီဒီရေမြောင်းရဲ့ရေတွေအရင်ကြည်တာပဲပြီးခဲ့တဲ့နှစ်ကဘန်တလီနဲ့ဒီခေါ်လာပြီးဆိုတာသိရသွားတယ်ဒီနှစ်သူ့ကိုလည်းထပ်ခေါ်လိုက်ရအောင်ပဲမိုးရသည်ဆိုတော့လေဒီဘက်ရှုခင်လည်းရမ်းလာတယ်အခုက Q ဆာရှာရမှာပေါ့နော်ခိုင်းကတော့ Q ကောက်နေကြကဟိုဘက်ချက်မှာဒီဘက်မှာတော့သိမတွေ့ရပါမယ်ရှာကြည့်လိုက်အောင်မယ်မတွေ့ပါဘူးဟိုဘက်လေကွင်းထဲမှာသွားရှာပါပြီရှာလိုက်ပါဦးမယ်မတွေ့ပါဘူးရှင်ခိုင်းဆိုဒီကွင်းထဲမှာအများကြီးရနေကြပါတော့အခုတော့အကောင်တေးသေးလေးပဲတွေ့ရတယ်ခွမရဘူးဆိုတော့ငါသွားမြတော့မယ်ငါများမဲ့နေရာရောက်ပါပြီငါများတဲ့နေရာမှာခီယူနှလုံးသုံးလုံးလောက်တွေ့ရနဲ့ကောက်လိုက်သေးတယ်
စားတော့များနေပါပြီဆိုတော့မဆွဲသေးပါဘူးဒါတော့ဖလက်တဲ့ရေဝင်လို့ရေထုံနေတာပါကိုကတော့လက်ဖက်ရည်စတောက်ပါပြီနေကြစီလဲစားလိုက်ပါသေးတယ်ဒီဘက်မှာမဆွဲရနဲ့ဟိုဘက်မှာဆွဲမလားဆိုပြီးတော့တောင်းမြပါတယ်ဒါကတော့ဘေးနာကလေးလေးများတဲ့တီလာဗီယာငါးရအကြီးပဲဟိုရှိရမြင်နေရတဲ့ရေပြင်ကြီးတွေကလေဒါရှိတဲ့လျှောက်သွားရင်တော့လမ်းပေါ့နော်အခုကရေရှမ်းနေဘာလို့လဲဆိုတော့ပြီးခဲ့တဲ့နှစ်ကဒီနားမှာချောင်းလေးရှိခဲ့တာလေအခုတော့ဒီချောင်းကိုမြေတွေဖို့ပြီးတော့အကွက်ပြန်ရိုက်ကြတော့လေချောင်းလေးပျောက်ပြီးတော့လမ်းကရေပြင်ကြီးလိုဖြစ်သွားတယ်ပေါ့နော်ဒါကတော့နောက်တစ်နေရာမှာထက်များရင်းနဲ့ထပ်စားနေပါတယ်ဒီနေ့ကလေငါသိမရဘူးလို့စဉ်းစားရင်ရှိသေးတယ်ပေါ့နော်စဉ်းစားရင်တွေးနေရင်နဲ့အခါက9တန်းရသွားပါတယ်ကျမရတာတော့မဟုတ်ပါဘူးပူတော့ပြန်ပါပြီကျမတော့ဒီနေ့ကမကောင်းပါဘူးဖြူလည်းမရငါလည်းမရတော့ပြန်ပါပြီဒီနောက်ခောက်ကြမှာပဲထက်လာမယ်အခုတော့ပြန်လိုက်အောင်မယ် Thank you for watching